လူသေးအလောင်းတွေကိုတဲအယူပို့ဆောင်ရင်လုပ်ပေးတဲ့အမျိုးသမီးကသူမရဲ့အဖေကိုနိုင်ကလည်းပဲဒီလိုလူသေးအလောင်းတွေကိုတဲပေးတဲ့အလုပ်ကိုပဲလုပ်ပြီးတည်ဆုံးသွားခဲ့တာသူမကိုလည်းပဲအဲ့အမွေကိုပဲဆက်ပေးခဲ့တာဒါပေမဲ့အလောင်းတွေကတဲချင်တိုင်းတဲလို့မရဘူးသူတို့အလောင်းတဲတဲ့နေရာမှာစီကံတစ်ခုထားရတယ်သူ့ဖေကမသေးခင်တေကန်လေးမှာတမီးတဲ့ဒီအလောင်းကိုတဲမယ်ဆိုလို့ရှိရင်ကိုတဲမဲ့အလောင်းကအနီရောင်ဝက်မထားရအောင်အနီရောင်ဝက်ထားတဲ့အလောင်းဆိုလို့ရှိရင်တမီရှောင်းမာလို့မှားခဲ့လိုက်တော့အဲ့တော့သူမအလောင်းတဲဖို့လာခေါ်ပြီဆိုလို့ရှိရင်ဘာကြောင့်ဝက်ပြီးတော့တေတာလဲလို့အရင်မေးတယ်အနီရောင်ဆိုရင်သူမညင်းလိုက်တယ်ပေါ့အဲ့မှာလူတယောက်ကလာငားတဲ့အခါမှာအနေရောင်ဝတ်ထားတယ်ဆိုတော့ဟင်းအင်းနဲ့အဲ့ဆိုရင်ကျွန်မလက်ခံလို့မရဘူးတဲ့ငွေရေးကြီးကြောင်လာတဲ့ကျွန်တော်ပို့ပေးပါမယ်တဲ့မဟုတ်ပါဘူးတဲ့ငွေရေးကြီးကြောင်မဟုတ်ပါဘူးတဲ့ကျမတို့လိုက်နာရမယ်စီကံတစ်ခုရှိလို့ပါအနေရောင်ဝတ်ပြီးဆုံးတာဆိုရင်ကျမတို့တည်ပေးလို့ပို့ပေးလို့မရပါဘူးရှင်တဲ့အဲ့လိုမျိုးပြောတာအဲ့မှာတနေ့မှာသူမကိုညားပြီးကြတော့လာပြီးတော့ငှားတဲ့ပေါ့ဒီအတူပါအရှင်ကအနီရောင်အင်ကြီးဝတ်မသေးပါဘူးလို့ပြောပြီးတော့လာပြီးတော့ငှားတာပေါ့အဲ့မှာသူမကအစတော့ကတော့ဟုတ်တယ်ထင်ပြီးကြတော့လိုက်တာပထမတစ်ခါတော့သူညင်းလိုက်တယ်နေရောင်ဝက်ပြီးတေးတာပါလို့ပြောတော့ညင်းလိုက်တယ်နောက်တစ်ခါဒုတိယတစ်ခါအဲ့အလောင်းပိုင်ရှင်ရတဲ့ခါမအေးပေါ့မအေးကိုယ်တိုင်လာပြီးတော့ခေါ်တဲ့ခါကျတော့ဟွာတဲ့အနီရောင်ဝက်ပြီးတော့တေးတာမဟုတ်ပါဘူးတဲ့ဟိုအဖြူရောင်ဂျက်ကက်နဲ့အနက်ရောင်ဘောင်းမီနဲ့ဝက်ပြီးတော့တေးတာပါဆိုတော့သူကလည်းအဟုတ်ထင်ပြီးကြတော့ကောင်မလေးကလက်ခံလိုက်တာပေါ့နောက်မှဒီပထမဆုံးသူညင်းလိုက်တဲ့အနီရောင်ဝက်ပြီးတေးတဲ့အလောင်းကိုမှသူတို့ကတဲပေးမဲ့သူမရှိလို့သူတို့ကိုယ်တိုင်လည်းဘလို့မှကိုတဲလို့မရလို့သူတို့ကဒီအဖြူရောင်အင်ကြီးကိုအပေါ်ကနေထက်ဝစ်လိုက်တာပေါ့အဲ့မှာသူ့ရဲ့စီကံကိုဖောက်ပြတယ်လို့ဖြစ်သွားတာအဲ့မှာရှင်ကျမကိုညာတာပဲတဲ့ရှင်ခုလိုမျိုးတဲ့ကြိုပြီးတော့ပြောတဲ့တယ်ငါခုလိုမျိုးညာချင်လို့မဟုတ်ဘူးတဲ့မင်းရဲ့အမေနဲ့တဲ့မောင်နဲ့ရတဲ့ပတ်ဆက်လိုချင်လို့မလို့အဲ့လိုမျိုးအကြံပေးတာပါတဲ့သူတို့တောင်မှပဲငါတဲ့အကြံဉာဏ်ဒီလိုအဖြူအင်ကြီးအပေါ်မှာဝက်အပေါင်းမီအနက်ကအောက်ကဆိုပြီးကြတော့တောင်မှပဲမင်းအေးနဲ့မင်းမောင်နဲ့ကပတ်ဆက်လိုချင်လို့အကြံပေးတဲ့အတွက်ငါတောင်မှပဲအပူစုအနေနဲ့ပေးလိုက်သေးတယ်တဲ့အဲ့တော့အကုန်လုံးမင်းကလွှဲရင်အကုန်လုံးနဲ့ဒါကိုလက်ခံတဲ့သူကြတိုင်းပဲတဲ့ဒီအယူကိုတဲ့မင်းမစွန့်လွတ်လို့မလို့ခုလိုတွေဖြစ်နေတာတဲ့မအေးကသမီးရဲ့တဲ့ဒီအယူတွေကိုတဲ့စွန့်လွတ်လိုက်ပါတော့တဲ့သူတို့ပေးတဲ့ပတ်ဆက်ကအရန်များတယ်လေတဲ့အဲ့လိုမျိုးပြောတော့မောင်ကလည်းဖြစ်လာတဲ့ပြဿနာကျွန်တော်အကုန်ရှင်းမဲ့ပြားတယ်ဘာမှမဖြစ်စေရဘူးတဲ့ဒါရှေးရိုးဆွဲတွေတဲ့အဖေလည်းရှိရတာမဟုတ်ဘူးတဲ့အဖေပြောတဲ့စီကနေလိုက်နာမနေနဲ့တဲ့ဘယ်ဟုတ်ပါမလို့နဲ့အဖေရတဲ့ရေးကြီးလို့မလို့မှာခဲ့တာလေတဲ့ရေးမကြီးပဲနဲ့ဘယ်မှာခဲ့မလို့နဲ့အဲ့လိုနဲ့ပဲတာမီတော့ပရိပခါဖြစ်ပြီးကောင်မလေးရှေ့မှာတော့ဘာမှမပြောပြီးမှကောင်မလေးကလိုက်တဲ့ဖို့မပေးနိုင်ဘူးလို့ပြောတာပေါ့ကောင်မလေးရှေ့မှာဘာမှမပြောဘဲနဲ့ဒီအမေနဲ့မောင်တွေကကွယ်ရမှာကြတော့ဒီအလောင်းပိုင်ရှင်တွေကိုတွားပြီးကြတော့ဝက်စားကိုညားပြောလိုက်လို့ပြောလိုက်တာနဲ့ပဲခုလိုမျိုးညားပြီးတော့တည်လိုက်တယ်လို့ဖြစ်သွားတယ်ပေါ့အဲ့လိုနဲ့ကောင်မလေးကလည်းကောင်မလေးစီကိုဒီအလောင်းပေါ့ဒီအလောင်းရဲ့မအေးရနေပြီးကြတော့ကျမသားကိုလာတယ်ပေးပါဆိုတော့ခုနလူလို့မထင်လို့လက်ခံလိုက်တာပေါ့ဟုတ်ပါပြီတဲ့အနီရောင်ဝတ်သေးတာဟုတ်လားတဲ့အနီရောင်ဝတ်သေးတာမဟုတ်ပါဘူးတဲ့ဒီအပေါ်အင်ကြီးချက်ခင်အဖြူပါတဲ့အဲ့ဒါဆိုရင်တော့ဟုတ်ပါပြီတဲ့ကျမတို့မလိုက်နာရမယ့်စီကန်းတွေရှိလို့ပါတဲ့စင်ဆက်တဲ့အဲ့ဒါမှပဲသူတို့ရိုးရိုးတဲလို့မရအောင်သူတို့လူတွေအများကြီးမနေတဲ့အလောင်းကဘယ်လိုမှတဲမရအောင်ဒီမှာဒီကောင်မလေးလဲလာတော့သူတို့ရဲ့ဒီဝင်းနီစီကန်းနေနဲ့အတူတူဂါရာမန်တန်ကိုမန်းပုတ်လိုက်တဲ့အခါမှာအလောင်းကသူ့အလိုလိုကိုထပြီးကြတော့မတ်တရက်လာတယ်ပေါ့သူမကဂါရာလေးအဖေအမွေပေးခဲ့တဲ့ဂါရာလေးကိုရွတ်လိုက်တဲ့အခါမှာလူတွေကလည်းမထင်ဘူးပေါ့ယောက်ျားသားတွေတောင်မလို့မရတဲ့အလောင်းပါပေါ့တော်ထဲမှာတည်နေတဲ့အလောင်းကိုမိန်းမသားတယောက်ကမမယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးဆိုပြီးသူမရဲ့အစွမ်းတက်တီကိုအထင်သေးတာပေါ့ဒီလူကတောင်တရက်နဲ့တည်တဲ့အလောင်းပေါ့အဲ့ဒါကောင်မလေးချက်ချက်လက်ငင်းကိုအလောင်းကိုသူ့ရဲ့အစွမ်းနဲ့ထောင်းလိုက်တော့အလောင်းကမတ်တရက်ကြီးရက်လာတယ်အဲ့မှာသူတို့ကကျိုးအနေနဲ့ခြီရတာကျိုးအနေနဲ့အလောင်းကိုအနက်ရောင်အဝတ်စားနဲ့ထုတ်ပြီးကျိုးအနေနဲ့ခြီသူ့ကြောဖို့မှာအလိုလိုအလောင်းကအဲ့လိုမျိုးကြောဖို့မှာကြောဖို့ပြီးသားဖြစ်သွားတာအဲ့လိုနဲ့ပဲသူမအိမ်ကိုတဲဖို့တော့ပတ်ဆက်တွေအများကြီးပေးလွှတ်လိုက်တာပေါ့အဲ့ခါကျမှခုနလူကမြန်တာမင်းဘလို့တော့နဲ့နောက်ဆုံးကြတော့လည်းမင်းတဲပေးတာပဲမဟုတ်ဘူးလားတဲ့အဲ့ခါကျမှရှင်းတဲ့ကျမညှင်းလိုက်တဲ့လူကရောတဲ့ဟုတ်တယ်တဲ့ငါပြောလို့မရလို့တဲ့သူ့မအေးကိုအလောင်းပိုင်ရှင်ရမအေးကိုကိုယ်တိုင်လွှတ်လိုက်တာတဲ့ပတ်ဆက်လဲပို့ပေးတယ်ဒီကြံကြီးအားလုံးကမင်းအမေနဲ့မင်းမောင်နဲ့အကြံဉာဏ်ပေးတာပဲတဲ့ဟိုမင်းကလည်းတဲ့ပတ်ဆက်ရတာပဲဟိုတဲ့ပတ်ဆက်အများကြီးရတာပဲလို့ဘာတွေစီစားကြောင်းနေတာတော့တဲ့ပတ်ဆက်ဒီလောက်တော့တဲ့ငါတို့ကတန်ကြီးပေးပြီးတော့ခိုင်းတာလေတဲ့အလောင်းပိုင်ရှင်ရအမေကနေပြောတာအဲ့လိုလုပ်လို့မရဘူးတဲ့ကျမပတ်ဆက်ရတိုင်းကျမလိုက်မလုပ်ဘူးတဲ့ကျမကိုညားခိုင်းတာလဲလုံးလို့ညားခိုင်းတဲ့အတွက်လည်းကျမလုံးဝကိုလက်မခံနိုင်ဘူးတဲ့နောက်ပြီးကျမတို့မိသားစုအန်တီရဲ့မကြခင်ကြောက်တော့မှာတဲ့ကျမအဖေကိုယ်တိုင်ဒီစီကန်းကိုလိုက်နာဖို့ပြောခဲ့လိုက်တာတဲ့အန်တီရဲ့ကျမတို့မိသားစုတို့နီးကပ်လာပြီဆိုပြီးသူမအိမ်ပြန်သွားတယ်အိမ်လည်းပြန်သွားပြီးကြတော့အမေနဲ့မောင်ရဲ့လက်ထဲကိုသူကပတ်ဆက်အိတ်ထိုးထည့်ပေးလိုက်တယ်ပေါ့အဲ့မှာအမေနဲ့မောင်နဲ့ရနေပြီးကြတော့ပတ်ဆက်တွေမြင်ပြီးဝမ်းသာနေဒါပေမဲ့ဒီမျိုးသမီးကအဖေကိုယ်တိုင်မှာခဲ့တာအကယ်၍များပေါ့နော်သမီးဒီအနီရောင်ဝတ်စားဝတ်တဲ့အလောင်းကိုများမသိဘဲနဲ့တဲပုတ်ခဲ့
မိလိုက်လို့ရှိရင်အဖေရဲ့အလောင်းကိုတင်ငန်းရည်နဲ့လာတိုးပြီးတော့သမီးတို့အိမ်ဘဝမှာလာပြီးတော့ချထားလိုက်ပါမဟုတ်ရင်သမီးတို့သားမိ3အောင်စလုံးအန်ဒီရကြောက်အောင်နိုင်တယ်လို့မှားတဲ့အတွက် तू ကတုံးဝန်းတစ်ခုကိုယူပြီးကြတော့အဖေရဲ့အလောင်းကိုသွားတူဖော်ပြီးကြတော့အိမ်ရှိဘဝမှာချထားမှာတယ်မလုပ်ပါနဲ့သမီးရဲ့ဒီယူဆတွေကဘာမှမဟုတ်တော့ပါဘူးတဲ့အဖေရတဲ့တည်ပြီးပြီတဲ့အလုံးမဟုတ်လို့ရှိရင်မဲ့အဖေကိုမျိုးတရားရောက်တယ်တဲ့အဖေအလောင်းဒီတိုင်းပဲထားလိုက်ပါတယ်မောင်းလည်းဒိဗယ်မရှိတဲ့ဟာတွေကိုတဲ့သွားပြီးအဖေအလောင်းကိုသွားပြီးတူးမနေနဲ့တဲ့ထားလိုက်တယ်အဲ့လိုပြောသူတို့ကဘလို့မှခွင့်မပြုတာနဲ့ပဲဒီသမီးလုပ်တဲ့သူကအန်ဒီရတစ်ခုခုကြောက်လာတော့မယ်ဆိုတာကိုတော့စိုးရိမ်နေတယ်ဒါပေမဲ့အေးအဲ့လိုမျိုးပြောမရဘူးအဖေရဲ့ဒီပြုတ်ပြီးမြေမြုပ်ပြီးသားအလောင်းကိုသွားပြီးတော့တဲ့တူးမယ်ဆိုလို့ရှိရင်ငါကတက်သေးပြစ်မှာတော့တဲ့အမေကပြောရင်ပြောရတဲ့လုပ်တဲ့အတွက်ကြောင့်မအေးသေးမှဆိုလို့ဆိုပြီးသမီးကသူမရဲ့အစီအစဉ်ကိုလက်လျှော့ပြီးရိုင်းမဲ့နေလိုက်တယ်ဒါပေမဲ့တညလုံးသမီးကမအိပ်ဘူးဘာတွေဖြစ်လာမလဲဆိုတာကိုသမီးကအေးစစ်စစ်သူကစောင့်ကြည့်နေတယ်ပေါ့ဒီမအိပ်ဖက်နဲ့အဲ့မှာညသကောင်ကြီးမှာသူထန်းထားတဲ့အတိုင်းပဲအန်ဒီကကြောက်ရောက်လာတယ်ရမ်းညင်းနဲ့လာပြီးဆိုတာနဲ့သူတို့ရဲ့အိမ်တကားပါကိုဒုံဆိုပြီးတော့လာပြီးတော့ပုတ်တယ်ပေါ့အဲ့မှာသူမကနေပြီးအခန်းထဲကနေပြီးတော့ငါတဲ့အဖေပြောခဲ့တဲ့အတိုင်းပဲငါထဲတဲ့အတိုင်းပဲအန်ဒီဟာငါတို့အိမ်ရှိဝါကိုရောက်လာပြီဆိုတာကိုသူမသိသွားတယ်ပေါ့အဲ့မှာဖေးမအေနဲ့ဒီသားနဲ့ကအိယာတွေကနေပြီးကြတော့ဘသူတော့ကွာတဲ့တို့အိမ်နေတဲ့ဟာကိုတော့သူများအိမ်ချိန်ရောက်နေပြီတဲ့လာပြီးကြတော့တကားကိုလာပုတ်တာဘယ်ကလူတော့နဲ့အဲ့လိုမျိုးသူတို့ကတော့ယူဆမရှိတဲ့သူတွေဆိုတော့ဒီသမီးကြီးကတော့ဟုတ်ပြီတဲ့လာပြီးတဲ့အဖေပြောတဲ့အတိုင်းလာနေပြီတဲ့အန်ဒီကတို့အိမ်ဝါကိုရောက်နေပြီတဲ့အဲ့ဒါမအေနဲ့သားနဲ့ကတော့ပေါ့ပပပဲအင်ကြီးတွေပါတွေထားပြီးဝတ်တယ်ပြီးကြတော့ဒီအိမ်ရှိရတဲ့ကမားကြီးကိုတွားပြီးတော့တွန့်လှပ်လိုက်တာပေါ့တွန့်လှပ်လိုက်တဲ့အခါမှာသူတို့လူသေးအလောင်းတွေမှာတကြိုကန်နေလို့ရှိရင်သူတို့မီးရှို့ပြီးတော့ပူဇော်ရတယ်ဒီလိုငွေဆက်ကူအတုတွေကအိမ်ထဲကိုဘသူကလှမ်းပြီးပြစ်လိုက်မလားမသိဘူးဖွာကနေသူတို့တကားပေါက်လည်းလှက်လိုက်ရောငွေဆက်ကူအတုတွေကတန်းပြီးတော့သူတို့သားမင်းနဲ့မျက်နှာပုံရောက်လာတာဟာတဲ့ဒါနိုင်ခန်းနေခဏရဲ့ကျမှလောက်ရတဲ့ငွေဆက်ကူတွေတဲ့ဟင်းနဲ့ရှေ့မှာတဲ့ဝက်စောနီးနဲ့ရက်နေတာဘယ်လိုလဲမသိဘူးတဲ့အဲ့နဲ့သမီးကအမေတဲ့တကားကိုမြန်မြန်ပိတ်လိုက်တော့တဲ့အဖေပြောခဲ့ပြီးသားတဲ့အမေဝက်စုံနီးနဲ့လူတယောက်လာလိုက်မယ်လို့ပြောထားပြီးသားတဲ့အဲ့မှာအန်ဒီကသမီးတို့စီရောက်နေပြီတဲ့အမေပိတ်လိုက်တော့လို့ပြောနေတယ်လေဆိုပြီးမအေးကလှည့်